မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel ကနေနှွေးထွေးစွာကြိုဆိုပါရစေအခုဆိုရင်ခရီးယန်ဘာသာဝင်တွေအတွက်အမုံမြတ်ဆုံးဖြစ်တဲ့တန်ရှင်းတဲ့ရသတ္တဘတ်ကိုရောက်ရှိလာပါပြီဒီရသတ္တဘတ်ဟာတနင်္ဂနွေနေ့ပန်းဆန်းလေးကနေစတင်ခဲ့တာပါခရစ်တော်ဟာဂျေရုဆလင်မြို့ထဲကိုမြင်းစီးပြီးဝင်လာချိန်မှာလူတွေကတပြေခက်တွေမြေတပန်းတွေပြပြီးတော့မှတောင်းဖျားကြိုဆိုခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီတနင်္ဂနွေနေ့နဲ့တောက်ကြနေကြီး Good Friday ကြားမှာနေ့ရက်တွေကဘာတွေဖြစ်ခဲ့တယ်လဲဆိုတော့တေချာဂီးပြုမိသူနေပါပါလိမ့်မယ်အထူးသဖြင့်ဒီကနေ့ဗုဒ္ဓဂုနေ့ဟာအလွန်ကိုထူးခြားပါတယ်ကက်သလစ်အသင်းတော်ရဲ့ရှေးအောင်သမိုင်းအစဉ်အလာတွေမှာဒီနေ့ကိုတရှိုဗုဒ္ဓဂုနေ့ Spy Wednesday လို့ထူးထူးခြားခေါ်ဝေါ်ကြပါတယ်ဒီလိုအမုံမြတ်ဆုံးကာလကြီးမှာဘာလို့တရှို Spy ဆိုတဲ့အသုံးနှုန်းကိုသုံးနှုန်းရပါသလဲဒီနေ့ရဲ့နောက်ွယ်မှာဘလို့ထိတ်လန့်ဖွယ်ရာလျှို့ဝှက်ချက်တွေရှိနေသလဲခရစ်တော်ရဲ့တပည့်တော်ကြီးတစ်ပါးဘဲကြောင့်ရုတ်တရက်သစ္စာဖောက်ဖြစ်သွားရလဲဒီအကြောင်းအရာတွေကိုယနေ့ကျွန်တော်ရဲ့ဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြသွားမှာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကဂျေရုဆလင်မြို့ကိုကျွန်တော်တို့ပြန်ကြည့်အောင်ခရစ်တော်မြို့တွေကိုဝင်လာပြီးရဲ့နောက်သင်းလာနေနဲ့အင်္ဂါနေ့တွေမှာအလွန်အရေးကြီးတဲ့အဖြစ်အပျက်တွေဖြစ်ပျက်ခဲ့ပါတယ်ခရစ်တော်ဟာဗိမာန်တော်ထဲမှာဈေးရောင်းနေတဲ့သူတွေကိုနှင်ထုတ်ခဲ့တယ်ပြီးတော့ဘာသာရေးခေါင်းဆောင်တွေပါတီရှဲတွေရဲ့ဟန်ဆောင်မှုတွေကိုလည်းလူလူရှိမှပြင်းပြင်းထန်ထန်ထောက်ပြဝေဖန်ခဲ့ပါတယ်ဒီလုပ်ရက်တွေကြောင့်ဘာသာရေးခေါင်းဆောင်တွေနဲ့ယေဘရဟိတွေကအလွန်ပဲအမျက်ထွက်ခဲ့ကြတယ်ခရစ်တော်ရဲ့ဩဇာလွှမ်းမိုးမှုကြီးလာတာကိုလုံးဝမလိုလားကြဘူးဒါကြောင့်ခရစ်တော်ကိုဖန်ဆီးတပ်ဖြတ်ဖို့လျှို့ဝှက်ကြံစည်လာကြပါတယ်ဒါပေမဲ့သူတို့မှာအခက်အခဲကြီးတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ပါစကာကာလဖြစ်တဲ့အတွက်ကြောင့်ဂျေရုဆလင်မြို့မှာဘုရားဖို့ဧည့်သည်တွေတိမ့်နဲ့ချီပြီးရောက်နေတဲ့အချိန်လည်းဖြစ်တယ်ဒီလိုအချိန်တွေမှာခရစ်တော်ကိုနေနေရင်းကြောင်တောင်းလူကြီးရှိမှဖမ်းသွားမယ်ဆိုရင်လူတို့အုံကြောင်းမှုဖြစ်လာနိုင်တဲ့အတွက်ကြောင့်သူတို့စိုးရင်ကြောက်ရွံ့ကြပါတယ်ရောမစစ်တပ်ကလည်းအုံကြောင်းမှုဖြစ်တာနဲ့အကြမ်းဖက်နေနေမှဖြစ်တဲ့အတွက်ကြောင့်ပရောဟိတ်တွေကလည်းရောမတွေကိုလည်းကြောက်လန့်ရပါတယ်ဒါကြောင့်သူတို့ဟာခရစ်တော်ကိုညဘက်လူသူကိမဲ့ချိန်မှာတိတ်ဆိတ်ဖမ်းဆီးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ညဘက်ခရစ်တော်ဘယ်နေရာမှာအိတ်တယ်လဲဘယ်နေရာမှာဆူတောင်းတယ်လဲဆိုတော့အတိအကျသိဖို့အတွင်းလူတယောက်ကိုသူတို့လိုအပ်နေခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာယေဘရဟိတွေစီကိုလုံးဝမမျှော်လင့်ပဲလူတယောက်ရောက်လာပါတယ်သူကတော့ခရစ်တော်ရေးချခဲ့တဲ့တမန်တော်12ပါးထဲကတပည့်တော်ကြီးယူဒဣစကာရောပဲဖြစ်ပါတယ်ဘာကြောင့်ယူဒာသူ့ရဲ့ဆရာသခင်ပေါ်ရုတ်တရက်သစ္စာဖောက်သွားရပါသလဲဒီမင်းကုန်းတွေကိုဖြေဖို့ဆိုရင်တော့ဒီဗုဒ္ဓနေ့မတိုင်ခင်ဖြစ်ရအချို့ကိုကျွန်တော်တို့ပြန်လဲလေ့လာကြည့်ရပါမယ်ဘေသနီယာမှာခရစ်တော်ညစာစားတော့မေရီဆိုတဲ့အမျိုးသမီးတူကအလွန်တမိုးကြီးပါတဲ့เนาะဒီစီမွေးကိုယူဆောင်လာပြီးခရစ်တော်ရဲ့ခြေတော်ပေါ်မှာလိမ့်ကြံပူဇော်ပေးခဲ့ပါတယ်ဒီစီမွေးရဲ့တမောကဒန်နာရီ300အဲ့ဒီခေတ်ကအလို့သမားတယောက်ရဲ့တနစ်စာလောအခန်းနဲ့ညီမျှတဲ့စီမွေးဖြစ်ပါတယ်ဒီလိုစီမွေးတမိုးကြီးစီမွေးကိုတွန်းချပြီးတော့မှဒါခရစ်တော်ကိုလိမ့်ကြံပေးတာကိုယူဒဣစကာရောမြင်တဲ့အခါမှာအလွန်မင်းဒေါသထွက်ခဲ့ပါတယ်ဒီစီမွေးကိုရောင်းပြီးစင်းသားတွေကိုပြီးရင်အကျိုးရှိမယ်ဆိုပြီးယူဒကစောဒကတက်ခဲ့ပါတယ်ယောဟန်ခရစ်ဝင်ကျမ်းစနစ်အခန်းကြီးစနစ်အခန်းငယ်6မှာဒါမှတန်းတင်ထားတာကတော့ယူဒစင်းသားတွေကိုတနာလို့ပြောတာမဟုတ်ဘဲနဲ့သူဟာငွေကိုင်းဖြစ်ရတဲ့အတွက်ကြောင့်ဒီလိုစီမွေးကနော်ဒီရတဲ့ငွေမျိုးကိုသူကခိုးခြင်းလို့ဒါသူ့ရဲ့ကိုကြိုးအတွက်အသုံးပြုခြင်းလို့ဖြစ်ပါတယ်ခရစ်တော်ကတော့မေရီရဲ့လောရက်ကိုပြေဝချီးမွမ်းခဲ့တယ်ဒီဖြစ်ရကယူဒအတွက်အကြီးမားဆုံးအချိုးကွေးတစ်ခုလည်းဖြစ်ပါတယ်ယူဒဟာငွေကြီးမတန်မောတဲ့နော်ဒီငွေမတ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်နော်သူကဒါဒီလောရက်ပေါ်မှာလည်းခရစ်တော်ပေါ်မှာအလွန်မနှိမ့်မြုပ်ခဲ့ဒါဖြစ်ပါတယ်ဒါအပြင်ဒါအဲ့ဒီခေတ်ကယူဒနဲ့အတူအခြားသောပုဂ္ဂိုလ်များကဒါခရစ်တော်ကိုဒါကယ်တင်ရှင်အနေနဲ့ရှုမြင်တဲ့အခါမှာသူတို့ကရောမအင်ပါယာကိုလက်နက်အင်အားတော့တိုက်ထုတ်မဲ့နိုင်ငံကောင်းဆောင်မျိုးလို့ရခင်ကမျှော်လင့်ခဲ့ပါတယ်နောက်ပိုင်းမှာတော့ခရစ်တော်ကနော်စစ်လက်နက်နဲ့ဒါတိုက်ထုတ်မဲ့ခေါင်းဆောင်မျိုးမဟုတ်ဘူးဆိုတော့ဒါယူဒဣစကာကလည်းအဓိကသဘောပေါက်လာတာဖြစ်ပါတယ်ဒီလိုနည်းနဲ့နောက်ဆုံးမှာတော့သူတို့မျှော်မှန်းချက်တွေနဲ့မကိုက်ညီတဲ့အခါမှာခရစ်တော်ပေါ်မှာပို့ပြီးမှနာကြီးလာတယ်ဒါအထင်ကြီးလေးစားမှုတွေလည်းရော့ဆင်းလာပါတယ်နောက်ဆုံးမှာတော့ယူဒဣစကာရောကသူ့ရဲ့ကိုကြိုးအတွက်ပဲဒီလိုတစ္ဆာဖောက်မှုကြီးကိုဒါကျူးလွန်မှုအတွက်ပဲဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ဒီလိုနဲ့ဗုဒ္ဓနေ့ကိုရောက်လာပါတယ်ယူဒဟာ
ယေဘရဟိဒီရှိကိုသွားပြီးတော့မှခရစ်တော်အနိုင်ရင်ဘလောက်ပြီးမလဲလို့ဆိုပြီးတော့မှအပေးယူလုပ်ခဲ့ပါတယ်ဓမောတူညီချက်တွေအရယူဒာဟာငွေတင်က30ကိုလက်ခံရရှိခဲ့ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့မိကွန်းတစ်ခုရှိလာပြန်ပါတယ်ကျမ်းစာထဲမှာယူဒာကိုတချို့စပိုင်လို့ဓာတ်ရိုက်မရေးထားပါဘူးဒါဆိုရင်ဘာကြောင့် Spy Wednesday လို့အမည်တွင်လာရပါသလဲသမိုင်းနဲ့ဘာသာပညာရှင်တွေရဲ့အဆိုအရအလက်ခေတ် Medieval Age မှာအင်္ဂလိပ်ဝါဒမှာ Spy ဆိုတဲ့စကားလုံးကအခုခေတ်လိုမျိုးနိုင်ငံရေးတချို့ဆိုတဲ့အတိတ်ရဲ့တက်ရောက်မှုမျိုးမရှိပါဘူးအဲဒီခေတ်က Spy ဆိုတာချောင်းချောင်းကြီးရှုတဲ့လုပ်ရက်နော် Spy လုပ်တယ်ဆိုတာချောင်းချောင်းကြီးရှုတဲ့လုပ်ရက်ထောင်ချောက်ဆင်တဲ့လုပ်ရက်နဲ့ဒါလျှော့စာသတင်းပေးတဲ့လုပ်ရက်အနေနဲ့ပဲအတိတ်ပဲသတ်မှတ်ခဲ့ပါတယ်ဒီလိုနဲ့ဒီဗုဒ္ဓဟူးနေ့မှာအပေးယူဒါယေဘရဟိနဲ့အပေးယူလုပ်ခဲ့တဲ့ယူဒာဟာဆရာသခင်ကိုပြန်လဲချောင်းမြောင်းစောင့်ကြည့်ဖို့ဒါစတင်လှုပ်ဆောင်လာပါတယ်အခွင့်ကောင်းကိုစောင့်နေရင်းနဲ့တချို့လုံးဖြစ်သွားခဲ့တဲ့သဘောမျိုးဖြစ်ပါတယ်အဲတော့ကမ္ဘာသမိုင်းမှာအထင်ရှားဆုံးသစ္စာဖောက်မှုကြီးကိုစတင်တရေတီခဲ့တဲ့နေ့ဖြစ်တာကြောင့်ဒီဗုဒ္ဓဟူးနေ့ကိုအစဉ်လာအရ Spy Wednesday လို့နော်ဒီမဲ့ခေါ်ခဲ့တာလည်းဖြစ်ပါတယ်ဒီဖြစ်မှာကျွန်တော်တို့အလေးနဲ့စဉ်းစားရမယ့်နောက်ထပ်အချက်တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ယူဒာရရှိခဲ့တဲ့ဒီငွေတင်းကား30ရဲ့တန်ဖိုးဖြစ်ပါတယ်ရှေးခေတ်ဂျူးလူမျိုးတွေရဲ့ဥပဒေအထူးသဖြင့်ထမြောက်ကျမ်းအခန်းကြီး21-30အရာငွေတင်းကား30ဆိုတာနွားဝေးလို့တည်ဆုံးသွားတဲ့ကြီးကျွန်တယောက်အတွက်ရော်ကြီးပြရတဲ့အနေဆုံးတန်ဖိုးအခါသာဖြစ်ပါတယ်လို့ဖော်ပြထားပါတယ်အဲ့တော့တေချာပြန်စဉ်းစားကြည့်မယ်ဆိုရင်မေရီကခရစ်တော်အတွက်ဒဏ္ဍာရီ300လောက်ရှိတဲ့စီမွေးကိုတော့ဒါလိမ့်ကြံပေးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ယူဒာကတော့လောကကဘာတစ်ခုလုံးကတည်းကဖျားသခင်ရဲ့သားတော်တာမန်ကြီးကျွန်တယောက်ရဲ့နော်ဇီးပေါငွေတန်ဖိုးငွေတင်းကား30နဲ့ပဲလဲလှယ်ပြီးရောင်းစားခဲ့တာဖြစ်ပါတယ်ဒါအင်မတန်ရင်နာစရာကောင်းတဲ့ကွာဟမှုကြီးတည်းလည်းဖြစ်ပါတယ်ဒါမေရီနော်ဆိုတဲ့အမျိုးသမီးရဲ့ဒါတရားတရားနဲ့ဒါနော်ဒီယူဒာအစ္စကာယိုရဲ့သခင်ခရစ်တော်ပေါ်မှာတမိုးမထားမှုတွေကိုလည်းဒီမှာကွန်းကွန်းမြင်လာရပါတယ်ယူဒာရဲ့လုံရက်ကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကတမိုင်းဖြစ်ရတဲ့မဟုတ်ပါဘူးယနေ့ခေတ်ကျွန်တော်တို့လူသားတွေရဲ့ကိုကျင့်တရားပိုင်းအားနည်းချက်တွေကိုလည်းထင်ဟပ်ပြသနေပါတယ်ကျွန်တော်တို့ကကိုယ်တိုင်ရောနေ့စဉ်ဘဝမှာငွေကြီးအနေငယ်အတွက်ယာရုအတွက်နော်အတိမတ်ပြုခံရမှုဆိုတာလေးအတွက်ကိုယ့်ရဲ့ယုံကြည်ချက်တွေကိုယ့်ရဲ့သစ္စာတရားတွေကိုအလွယ်တကူစွန့်လွတ်တတ်တဲ့အခြေအနေမျိုးတွေရောက်သွားတတ်ပါတယ်သစ္စာဖောက်ခြင်းဆိုတာလည်းတညရဲနဲ့ရုတ်တရက်ဖြစ်လာတာမျိုးမဟုတ်ပါဘူးရည်ရှိနော်ကိုယ့်ရဲ့စိတ်နေစိတ်ထားမှာငွေကြေးမမုန်းမှုတွေကိုကြိုးရှာမှုတွေမနာလိုမုန်းထားမှုတွေစတဲ့တင်းငယ်တဲ့ကိစ္စရပ်လေးကနေတဖြည်းဖြည်းနဲ့အစပြုလာတာမျိုးဖြစ်ပါတယ်ယနေ့ကက်သလစ်အသင်းတော်ကြီးရဲ့ဒါမြန်မာခေတ်ကာလမှာကြည့်မယ်ဆိုရင်လည်းရဟန်းမင်းကြီးလီယို14လက်ထက်မှာတန်ရှင်းတဲ့ယေသရမတ်ရဲ့နည်းနည်းမှုတွေကိုအထူးဆင်ခြင်မှုလည်းရဟန်းမင်းကြီးကကျွန်တော်တို့တိုက်တွန်းထားတယ်ဒါကြောင့်ကျွန်တော်တို့ဒီတစ်ပတ်မှာ Spy Wednesday မှာကျွန်တော်တို့ရဲ့နှလုံးသားကိုပြန်လည်ဆန်းစစ်ဖို့အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်ဒီတန်ရှင်းတဲ့ယေသရမတ်ကာလအတွင်းမှာတော့ဒီကက်သလစ်ရဟန်းတစ်ပါးထံမှနော်ဒီအပြည့်ဖြည့်ခြင်းအဘဖြည့်ခြင်းဒါစကရမန်တိုကိုခံယူပြီးဝိညာဉ်ရာဖြူစင်မှုတွေကိုရယူဖို့အတွက်လည်းဒါကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်ဒီဗီဒီယိုလေးကနေမိတ်ဆွေတို့အတွက်ဝိညာဉ်ခွန်အားနဲ့သမိုင်းဆိုင်ရာဘုဒ္ဓအချို့ရရှိသွားမယ်လို့လည်းကျွန်တော်အနေနဲ့ယုံကြည်ပါတယ်မနက်ဖြန်ကြားရောက်မဲ့ခရစ်တော်ရဲ့ညစာစားပွဲနဲ့နောက်သရှင်တဲ့ဂျာသာပရိနိကြီး Holy Thursday ကြောင်းလည်းကျွန်တော်ဆက်လက်တင်ပြပေးတော့ပါမယ်ဗီဒီယိုကိုအခုထိနော်ဒီကြည့်ရှုပေးရတဲ့အတွက်နားဆင်ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေအတွက်နောက်တင်တိုင်းကျွန်တော်တင်တိုင်းဒါအားလုံးသိရှိသွားရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့လည်းတိုက်တွန်းလိုပါတယ်အားလုံးကောင်းကြီးမင်္ဂလာပြေဝတဲ့တန်ရှင်းတဲ့ရဲသတ္တပတ်လေးဖြစ်ပါစေခင်ဗျာ